တောင်းကျင်သူအဖွဲထဲမှာတိုက်ပွဲဖြစ်ရင်တေးရင်မြတ်တော့မဆောက်ကြည့်လို့မရဘူးတီးတော့မတီးဘူးအဲ့လိုဖြစ်လာတယ်ပြည်သူလူထုရဲ့နားလေရမယ်ဒီစကားကိုလာတိုက်ပွဲအတွက်လက်နက်ခဲရဲတွေအပြည့်အဝနဲ့လာအဲ့ဒါကြောင့်ကကျွန်တော်ကထပ်ပြီးတော့အစင်တဲရှိနေထားပါမယ်တောင်းကျင်သူအဖွဲထဲမှာရှိတဲ့စစ်တပ်ကအဖေအမေမရှိတဲ့စစ်တပ်လားတပ်ဖွဲ့ဖြစ်တဲ့ကြားမှာအသေးဓာတ်ပေါ်တွေအလောင်းတွေဘာကြောင့်လဲလာယူမကောက်တာအပေါ်အနေနဲ့ခံမနိုင်ခံဘူးအတော့ပြန်လာလို့မရဘူးအပေါ်အနေနဲ့အခုအဖေမေမရှိတဲ့စစ်တပ်ကနိုင်ငံကိုဘလို့ထိမ့်သိမ့်နိုင်မှာလဲနိုင်ငံကိုဘလို့တေးထောင်မှာလဲဘယ်တော့မှဖြစ်နိုင်မှာမဟုတ်ဘူးပြည်သူလူထုတွေနားလေရမယ်ဒီစကားကိုအဲ့ဒါရခိုင်လူမျိုးဗုဒ္ဓလူမျိုးမရမလူမျိုးမျိုးလူမျိုးဘယ်လူမျိုးမဆိုအဖေမေကကိုသားသမီးကိုထိမ့်သိမ့်မနိုင်ဘူးတောင်းကျင်သူအဖွဲတွေကဂမ်ပွိုင်းလုပ်ပြီးတော့လက်နဲ့ထိုးပြီးတော့ခေါ်ယူသွားပြီးဒိန်းဒိန်းပေးရမယ်ဆိုပြီးတော့မဒန့်ကျင်းတယ်တက်တဲ့တွေရှိတယ်မြို့ထဲမှာရှိတယ်ပြုတ်ဆုံးသွားတယ်ဘယ်မလာဘူးအဲ့ဒါပြည်သူလူထုနားလေဖို့အရေးကြီးတယ်ကျွန်တော်တို့အာဆာအဖွဲ့ကပြည်သူလူထုနဲ့ပူးပေါင်းပြီးသူတို့ရဲ့လူအခွင့်အရေးရိုဟင်ဂျာရဲ့လူအခွင့်အရေးဒိန်းတို့အကူအညီထားဖို့အတွက်ရဖို့အတွက်ကျွန်တော်ကမခံနိုင်လို့ကျွန်တော်ကတိုက်နေတာဒီအာကန်တောင်းကျန်သူအဖွဲကိုကျွန်တော်ကလူမပေးဘူးဘယ်နေရာမှာတော့အာကန်ပေတွေမှာနေရာတိုင်းမှာအယုတွေပဲရမှာအသေး body တွေရမှာပြီးတော့ social media မှာကိုလာမပြောနဲ့ရခိုင်ပေတွေမှာတိမ်မှကိုသားသမီးကိုအတူတူနေလို့မရဘူးတိုက်ပွဲလို့ရမယ်နိုင်ငံကိုကာကွယ်ရမယ်ဆိုပြီးတော့ခေါ်ယူသွားတာအခုတိုက်ပွဲမှာတေဝိုင်းသူတို့ကအယိုးတွေကိုအဲ့ဒါပြည်သူဆိုပြီးတော့ social media ကို live ပြနေတာနိုင်ငံတကာကသိတယ်မင်းတို့ဇက်ကာလန်ကိုဇက်ကရင်အဲ့ဒါယုံကြည်မှာမဟုတ်ဘူးနိုင်ငံတကာကနိုင်ငံတကာသိတယ်မင်းတို့ကတောင်းကျင်သူအဖွဲterrorist အဖွဲ WS smuggling အဖွဲဆိုပြီးတော့အဲ့ဒါကျွန်တော်အတိပေးရှင်တာပြည်သူလူထုအကံပေတွေမှာကျွန်တော်ကအာဆာဖွေးတွေရှိတည်တယ်ဘယ်တော့မှထွက်တော့မှမဟုတ်ဘူးဒီဗီဒီယိုကအကံပေတွေကနေလုံနေတာတေရှာကြည့်ဘင်္ဂလားနေဆက်မှာရှိပြီးတော့ဒီဗီဒီယိုဖိုင်လုပ်ပြီးတော့ပြတာမဟုတ်ဘူးနိုင်ငံတကာသိအောင်ကျွန်တော်ရဲ့ရိုဟင်ဂျာရဲ့လူအခွင့်အရေးရနိုင်ဖို့အတွက်အတူတူရန်တို့အကိုအကြီးရနိုင်ဖို့အတွက်ကျွန်တော်ကတိုက်ပွဲလုပ်နေတာကျွန်တော်ကဘယ်တော့မှဒီတိုက်ဖို့တော့ဟာလူမပေးဘူးဘယ်နေရာမှာတော့တိုက်သွားမှာပဲကျွန်တော်ကအရင်ပြောထားတာရှိတယ်နေရာကံပေတွဲထဲမှာနေရာတိုင်းမှာအများကြီးရဲ့ dead body အတွက်နေလို့မရဘူးအပုတ်အနေနဲ့အခုရှိရနေ3လပိုင်း2026ရဲ့နေမင်းနေ့လိုင်းတေအုပ်စုစင်ပြေရောလမ်းမအခုခင်ဗျားတို့ကယူလာတဲ့ PC တွေအာဆာနဲ့တိုက်ဖို့အတွက်ခေလာကြီးနဲ့အပြည့်အဝ
တော်လေးကြီးစုတင်တယ်တိုက်ပြီးတော့ကျွန်တော်ကိုလာအပ်တာခင်ဗျားတို့ရဲ့ drone ကြည့် social media မှာ power ပြတာအခုခင်ဗျားတို့ရဲ့ drone က1 2မှာလက်အောင်မှာရောက်လာပြီအာဆာရဲ့လက်အောင်မှာဒီ drone နဲ့နိုင်ငံကိုကာကွယ်ဖို့လို့လားတေချာနားလေရမယ်အေးအဖွေးတွေကဒီစကားကိုတေချာနားထောင်ရမှာကြိုက်တဲ့နေရာမှာကျွန်တော်တို့ရဲ့လူအခွင့်အရေးရနိုင်ကြကျွန်တော်တို့ကတိုက်တော့မှာပဲကျွန်တော်ကနောက်မဆုတ်ဘူးကြည့်ခင်ဗျားတို့ရဲ့ပြည်သူလာမပြောနဲ့ပြည်သူနဲ့ကျွန်တော်နဲ့ဘာမှမဆိုင်ဘူးပြည်သူကိုကျွန်တော်ကစိုက်မကြည့်ဘူးပြည်သူနဲ့အတူတူဒန်းတူနေဖို့အတွက်ကျွန်တော်ကြိုးစားတာပဲမင်းတို့ dead body မှာမင်းတို့လက်နက်ပစ္စည်းတွေကန်စာတွေကြည့်ထပ်ပြီးတော့ပြည်သူပြောမလားအဲ့ဒါအေးရဲ့ dead body ဟာမကြခင်အဲ့ဒါအပုတ်ဝမ်းမယ်ပုတ်ပြီးတော့ဗီဒီယိုဖိုင်လုပ်ပြီးတော့အရက်တောက်ဆိုပြီးတော့အာဆာကအရက်တောက်ကိုတိုက်တယ်ထိခိုက်တယ်ဆိုပြီးတော့ဇက်လက်ကပြီးတော့နိုင်ငံတကာကိုပြဖို့အတွက်စောင့်ကြည့်နေတာလားလို့သူတို့ရဲ့အဖေမေကြည့်တယ်သူတို့ရဲ့အဖေမေမရှိလို့လား dead body ကိုလာမကောက်တာတော်လေးဝင်းနေကြကြီးပဲအဲ့ဘယ်အဖွင့်မှလုပ်လို့မရဘူးကိုတတ်သမီးကိုတေးရွှမ်းရင်လေတေးပြီးွှမ်းရင်လေကိုကမျက်နှာကိုကြည့်ရှင်တယ်အေးတောင်းကျင်သူအဖွဲထဲမှာတိုက်ပွဲပြီးရင်တေးရင်မျက်နှာပေါ်ဆောက်ကြည့်လို့မရဘူးတီးတော့မတီးဘူးအဲ့လိုဖြစ်လာတယ်ပြည်သူလူထုရဲ့နားလေရမယ်ဒီစကားကိုဒီပြည်သူလူထုဘလို့ဘယ်မှာရှိလို့လဲအကံပေတဲ့မှာအိမ်တိုင်းမှာကိုတတ်သမီးကိုကအိမ်မှာတူတူထားလို့မရဘူးအဲ့ပြည်သူလူထုရဲ့နားလေရမယ်ပြည်သူလူထုကိုဘာမှကျွန်တော်တို့ကအန်ဒီမပေးဘူး2024 2025နှစ်မှာမဟုတ်မမဲလမ်းမင်းကနေကလေးတွေအသက်ကြီးတွေသူတို့တွေကိုခေါ်ယူသွားပြီးတော့ထောင်ချနေတယ်အခုဒီဒုက္ခရောက်နေတယ်ဘူဒေတောင်မှာ1800ရှိတယ်မောင်းတော့ဘက်မှာ2000ကျော်ရှိတယ်အဲ့ဘာလို့ဒုက္ခပြိနေတာလဲအဲ့ကျွန်တော်နိုင်ငံတကာကိုတန်ပြတာကျွန်တော်ကအဲ့ဒီရောဟန်ဂျာရဲ့လှေတွေကိုမင်းကလေးတွေကိုပြန်လွတ်ဖို့အတွက်ကျွန်တော်တိုက်တော့မှာပဲထမပေးဘူးခေါ်ယူလာဘေးနေရဘေးချီနဲ့ညာနဲ့လာမလားအစင်သက်ရှိနေဒီလိုပဲတိုက်မှာခင်ဗျားတို့ကနေရတိုင်းမှာခင်ဗျားတို့ရအယိုးပဲရမှာအသက်မဟုတ်ဒီစကားကိုတေးချ